န်သက်သေးလေးမောင်ကိုပြောမေຫນွေဦးဆိုတာလဲလေယူတွေဟိုဒီဝေကရိုးတန်ကျဲတဲ့တစ်ချောင်းရွက်ချင်နေဘူးရဲမေကိုင်းအိုးကိုင်းချောင်းနှဲချောင်းလို့ရဲ့ရာသီမုတ်ကွယ်အုံအော်လေးရဲ့အတန်တညံ့ညံ့ပင်လို့လွယ်နေပြေကြတယ်ຫນွေမိုးဆောင်ရဲ့အလွမ်းသက်သေးလေးမောင်ကိုပြောမေຫນွေဦးဆိုတာလဲလေယူတွေဟိုဒီဝေကရိုးတန်ကျဲတဲ့တစ်ချောင်းရွက်ချင်နေဘူးရဲမေကိုင်းအိုးကိုင်းချောင်းနှဲချောင်းလို့ရဲ့ရာသီမုတ်ကွယ်အုံအော်လေးရဲ့အတန်တညံ့ညံ့ပင်